တကူနဲ့စန္ဒုသပိတ်ကိုယူတယ်ဆိုတာဟုတ်သလားလို့ဟုတ်ပါလေဗျာမြတ်စွာဘုရားပြစ်တင်နေအပြစ်တင်နာမှတ်လောက်သားလောက်အပြစ်တင်ဘာမှတန်ဖိုးမရှိတဲ့အရာတစ်ခုအတွက်အချက်เสียကိုပြတယ်လို့ပဲနော်ဘာမှတန်ဖိုးမရှိတဲ့စန္ဒကုအတွက်ဒီတကူပြရမလားလို့မြတ်စွာဘုရားအပြစ်တင်အဲ့တော့တမ္မာပုဂ္ဂိုလ်တွေကတော့ထင်ကြမယ်ဒီတကူပြတာသာသနာကိုပို့ပြီးတော့ကြီးညိုမဲ့လူတွေပေါ်မလာဘူးလားတကူပြတာမကောင်းဘူးလားလို့ဆိုမကောင်းဘူးမြတ်စွာဘုရားအနေနဲ့ဘာဖြစ်လို့တော့ဆိုတကယ်တရားသူတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေဟာတကူမပြနိုင်လို့ရှိရင်လူတွေရဲ့စော်ကားမှုကိုခံရနိုင်တယ်ပေါ့မြတ်စွာဘုရားရဲ့သာသနာတော်မှာတကယ်တရားသူတရားမြတ်ဆိုတာတကူပြနိုင်တာကိုခေါ်တာမဟုတ်ဘူးဒါကြောင့်မို့တကူပြတယ်ဆိုတာလောကီအတ္တပညာလေးရှိတယ်တဲ့ခန္ဓာရီအတ္တဆိုတာလူစိတ်ကိုသိတယ်ကောင်းကင်ယံကသွားနိုင်တယ်ဆိုတဲ့အတ္တတွေရှိတယ်နောက်မယုံတဲ့လူတွေဟာဒါကခန္ဓာရီဝိဇ္ဇာကြီးပါမျက်လှည့်သမားကြီးပါနော်မျက်လှည့်ပြတာပါသူကောင်းကင်ယံသွားတယ်ဆိုတာသူသွားတာမဟုတ်ပါဘူးတကယ်မျက်လှည့်ပြတာပါလို့ဆိုပြီးမယုံကြည်ကြဘူးတဲ့ယုံကြည်အောင်လုပ်လို့မရဘူးလို့ဆိုရဲအနေထားမျိုးတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားတကူပြတာကိုမကြိုက်ဘူးတကူပြခြင်းဖြင့်အောင်မြင်မှုမရနိုင်ဘူးသာသနာမှာတကူပြခြင်းဖြင့်လူကိုသိမ်းသွင်းလို့မရဘူးသို့သောလူတွေကတော့ထင်ကြတယ်တကူပြလို့ရှိရင်သာသနာကိုပိုးချညူမဲ့ပုဂ္ဂိုလ်တွေရှိပေါ်လာနိုင်တယ်အလုံးဟာဗုဒ္ဓဘာသာဖြစ်သွားလိမ့်မယ်လို့ဒီလိုထင်ကြတာနာလန္ဒမှာရှိတဲ့ကေဝတ္တဆိုတဲ့ကေဝတ္တပုဒ္ဒဆိုတဲ့လူတယောက်ဟာလေမြတ်စွာဘုရားကိုသွားတော်လျှောက်တာသူကအရှင်ဘုရားနာလန္ဒလူတွေသရတရားကောင်းတယ်တဲ့သာသနာကိုပိုးချညောအရှင်ဘုရားတကူပြမဲ့ကိုရောတော်ဘာခံထားပေးပါတဲ့နေ့စဉ်သူတကူမျိုးမျိုးပြရမှာပြရင်တစ်မျိုးလုံးလူတွေဟာဗုဒ္ဓဘာသာကြီးဖြစ်ပြီးတော့သာသနာတော်ကိုပိုးချညောကြလိမ့်မယ်လို့ဒါသူ့အယူဆလျှောက်တယ်မြတ်စွာဘုရားလက်မခံဘူးမဖြစ်နိုင်ဘူးတဲ့မှန်တယ်လောကမှာမယုံတဲ့လူတွေကဘယ်လိုလုပ်လို့မှမယုံဘူးနော်တကူပြပြီးတော့ယုံလုံးလို့မရဘူးတဲ့မြတ်စွာဘုရားအဲ့ဒီထဲမှာအစွမ်းထက်တာတစ်ခုကတော့တကူပြတာမဟုတ်ဘူးတဲ့ဆုံးမဩဝါဒပေးတာဟာဒါလေဘာသာတရားအတွက်တန်ဖိုးရှိဆုံးအရာဖြစ်တယ်ပေါ့ဘာသာတရားရဲ့ဆုံးမမှုဆိုတာတကူပြတာလေထိရောက်တယ်တကူပြလို့ရှိရင်မျက်လက်သမားကြီးလို့လဲထင်ရင်ထင်ကြမယ်နော်လိန်လူညာလို့လဲထင်ကောင်းထင်ကြလိမ့်မယ်တဲ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်စိတ်နေသဘောထားဘယ်လိုထားရမယ်အပြည့်ရှိတဲ့အလုပ်အပြည့်မရှိတဲ့အလုပ်တွေခွဲခြားပြီးတော့လုပ်တဲ့နာနဲ့မလုပ်တဲ့နာခွဲခြားပြီးတော့ဆုံးမဩဝါဒပေးတဲ့အလုပ်ဟာပို့ပြီးတော့ဘာသာတရားမှာတန်ဖိုးရှိတယ်ပေါ့အဲ့ဒီတန်ဖိုးရှိတဲ့အနုတာတတိဆုံးမဩဝါဒပေးမှုကသာလေဘာသာရေးနဲ့တင့်လျော်တဲ့တကူပြမှုပဲလို့မြတ်စွာဘုရားယူဆတယ်အဲ့ဒါကြောင့်မလို့ယေရှုမိုးပြန်ဒီလိုလုပ်ပြတာတွေကိုမြတ်စွာဘုရားမချီးမွမ်းဘူးလူစိတ်ကိုအတ္တဟောတာတွေမချီးမွမ်းဘူးလောကလူတွေကတောကြစိတ်ဝင်စားတာတော့ဟုတ်လိမ့်မယ်နော်လူစိတ်ကိုသိတယ်ဆိုလို့ရှိရင်လူတွေကဘာလို့ကြမှာသာသနာပေါင်းကြီးညိုမှာတော့မဟုတ်ဘူးအိမ်ကစိန်လက်စွပ်ပျောက်သွားလို့အရှင်ဘုရားဘယ်နာရောက်နေတုန်းဒါလာမေးမှာပဲနော်တကူပြတာလို့ရှိရင်အဲ့ဒါပဲလာမေးကြမှာပဲတရားဓမ္မတော့မေးမှာမဟုတ်ဘူးအရှင်ဘုရားဒီတရားဘယ်လိုကြောင့်ရတာတော့တပည့်တော်နီးပေးစမ်းမှာဒီတရားတပည့်တော်ရကြမှာတယ်ဆိုတဲ့လူကရှားတယ်နော်ရှားတယ်အဲ့တော့ဒီနီလန်းတွေကတကူပြပြီးတော့စီယုံတဲ့နီလန်းတွေကမမှန်ကန်ဘူးလို့မြတ်စွာဘုရားဒီလိုဟောတာရှိတယ်ဒါကြောင့်မလို့ရှင်ပိန်တော်လာကိုပြစ်ခါကမြတ်စွာဘုရားတကူပြတာကိုပြစ်တင်ပြီးတော့ဒီသိက္ခာဘုဒ္ဓံပြညတ်လိုက်တယ်နဘိက္ခဝေခိဟိနံဥတ္တရိမနုဿဓမ္မအဋ္ဌိပါတိဟာရိယံဓတ္တိတဗံအေးလူအကြောင်းတွေကိုဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဒီရနိုင်တဲ့ခုံကြီးဖြစ်တဲ့တကူပြတိဟာမပြရဘူးတဲ့အဋ္ဌိပါတိဟာမပြရဘူးယောဓတေယအာဘာတိတဝိတ္တအဲ့ပြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ကတနော်ချွေရင်းမှုတစ်ခုလုပ်တယ်မလုပ်တဲ့နာတစ်ခုလုပ်တယ်ဆိုတဲ့အပြစ်သူတင့်ရောက်စေရမယ်လို့ဒီလိုဝိနိဗ္ဗာန်ဒုက္ခအဘသင့်တယ်လို့ပြောတာပေါ့နော်အဘဆိုတာအပြစ်တင့်ရောက်မှုပဲအဲ့ဒီဒုက္ကတ
မဟုတ်တာလုပ်တယ်မင်းမှားယွင်းတယ်ချွတ်ချော်တယ်မလုပ်တဲ့နာလုပ်တယ်ဆိုတာနဲ့အပြစ်တင်ရမယ်အပြစ်မျိုးကိုသူရတယ်လို့ဒီလိုသတ်မှတ်ပြီးတော့မြတ်စွာဘုရားဟာပြစ်တင်ရှုတ်ချခဲ့ပြီးတော့ယဟန်တွေကိုစီကံဥပဒေတွေကိုထုတ်ထားခဲ့တယ်ပေါ့